တိုက်ရဲ့အာဏာသိမ်းမှုအပေါ်မှာဆရာရဲ့အမြင်သဘောထားလေးပြောပြလို့ရမလား။ Okay တိုက်ရဲ့အာဏာသိမ်းမှုကိုကျွန်တော်ပြောရမယ်ဆိုရင်တော့အခုနပြောတဲ့အတိုင်းပါပဲဆရာပြောတဲ့အတိုင်းပဲအဲ့ဒါအာဏာသိမ်းမှုမြောက်တယ်လို့ကျွန်တော်တို့ကတတ်ဖတ်ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုရင်တော့သူကပုံမှန်410ခုအခြေခံပြီးတော့မှအရေးပေါ်အခြေအနေကြီးညာဖို့အတွက်လုပ်ထားတာဖြစ်တယ်နောက်ပုံမှန်418ကနေပြီးတော့မှအာဏာကိုရယူတယ်လို့ဒီဥစ္စာကတကယ်တမ်းကျတော့ခလေးလေးတွေတော့မကုန်လုံးပြီးပါတယ်တော့တချို့ကဝါဒတွေဖြန့်ပြီးတော့မှအာဏာသိမ်းတာမဟုတ်ဘူးအာဏာရယူတာအဲ့ဒါမျိုးတွေကတချို့တွေကထင်အောင်ထင်မှားဖြစ်မှာဆိုလို့နည်းနည်းထပ်ပြီးချင်ပါတယ်ဒီဆိုတဲ့ဥစ္စာကလည်းပဲသူကြည့်တယ်သိတာလည်းမဟုတ်ဘူးချက်ခေါက်တွေကတော့ကလေးလေးတွေတော့မှတော့သိကြပါတယ်အဲ့တော့နည်းနည်းရှင်းပြရမယ်ဆိုရင်တော့ပုံမှန်410ခုကတော့နိုင်ငံတော်ကိုတောင်းကြသူတာတွေဖြစ်ဖြစ်အတ္တမသိယူဖို့အတွက်အကြောင်းရှိတယ်တော့မဟုတ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်အဲ့လိုမျိုးဖြစ်မယ်ဆိုရင်တော့ပြည်ထောင်စုပြိုကွဲနိုင်တဲ့အခြေအနေတိုင်းသားရှိလို့ညီငုံမှုပြိုကွဲနိုင်တဲ့အခြေအနေနောက်ပြီးတော့မှအချို့အခြာအာဏာဆုံးနိုင်တဲ့အခြေအနေရောက်မှာပဲကမရကနေပြီးတော့မှကာလုံကိုညှိနှိုင်းပြီးတော့မှအဲ့ဒီအရေးပေါ်အခြေအနေကိုချိန်ရမှာအခုကအဲ့လိုမျိုးအကြောင်းကတခုမှဖြစ်ပေါ်တာလည်းမဟုတ်ဘူးဖြစ်ပေါ်ဖို့ရတဲ့လည်းပဲအကြောင်းတရားကိုဘယ်သူမှမတွေ့ရပါဘူးတော့သူတို့ကဖန်တီးပြီးတော့မှအဲ့လိုဖြစ်နေတယ်ဆိုပြီးတော့မှအဲ့ဒီအရေးပေါ်အခြေအနေကိုဒါချိန်ရချင်းဖြစ်တယ်နောက်ပြီးတော့မှကချုပ်ကအာဏာရယူတဲ့ပုံစံကလည်းပဲပုံမှန်418မှာတမရောကနေပြီးတော့မှအာဏာဘလို့ရယူတယ်လဲဆိုရင်တော့ဖွဲ့စည်းပုံအတိုင်းမဟုတ်ပဲနဲ့လက်ရှိတမရရှိရတာနဲ့အဲ့ဒါတမရကိုဖမ်းပြီးတော့မှအဲ့ဒါသူတို့တမရောကနေပြီးတော့မှသူတို့တမရအညိကိုဇာယီတမရဆိုပြီးတော့တင်ပြီးတော့မှလုပ်တဲ့ပုံစံတွေအားလုံးကဒါမကောင်းတဲ့ဥစ္စာဒါမျိုးတွေကတော့မဖြစ်သင့်ပါဘူးအဲ့တော့ဒီဥစ္စာကိုအာဏာရယူတယ်လို့မှတ်ယူလို့မရတော့ဘူးအာဏာသိမ်းတယ်ဆိုပြီးတော့မှအခု CDM ဆိုတဲ့ဥစ္စာထုတ်ဆက်မှုပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ဒါတွေကတော့နောက်မှပဲဥပဒေပညာရှင်တွေဖြစ်ဒါမျိုးတွေကတော့ဆွေးနွေးဖို့လည်းမကောင်းလို့ပါဘူးအားလုံးတိပိတာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်အာဏာသိမ်းမှုမှာတမတော်ကနေမိမတမမှုရှိနိုင်ဖွယ်ရှိတဲ့စင်အများကြီးထုတ်လာခဲ့တာတွေလေးတွေ့ရတာပေါ့လေအဲ့ဒါအာဏာသိမ်းခြင်းလို့တမင်တကာလောက်လာခဲ့တဲ့ဟာလို့ယူဆလို့ရသလားဆရာပွဲအနေနဲ့ဒါမှမဟုတ်ပြောစမ်းတယ်တန်းနဲ့ NLD စစ်ဆိုင်ရအရင်ကလည်းမကောင်းခဲ့လို့ဖြစ်တာလားပေါ့နော်ဒီဥစ္စာကငကိုကရတန်းနဲ့ NLD စစ်ဆိုင်မကောင်းမှုဆိုတဲ့ဥစ္စာကတော့တစ်ဖက်ကစစ်ဆိုင်မကောင်းမှာတော့လက်နှစ်ဖက်လက်ခုပ်ဆိုတာလက်နှစ်ဖက်ညီမတီးလို့ရတဲ့ဥစ္စာမျိုးဆရာအဲ့တော့စစ်ဆိုင်ကောင်းလားမကောင်းဘူးလားဆိုတဲ့ဥစ္စာကတော့ကျွန်တော်ထွတ်တွေပြောချင်တော့ပါဘူးဘာဖြစ်လို့လဲဆိုရင်တော့တစ်ဖက်ကဘလို့နည်းနဲ့မှမဖြစ်နိုင်တဲ့ဥစ္စာကတော့တစ်ဖက်ကတော့ဖားနေလို့လည်းအဆင်မပြေဘူးလေဆရာအဲ့တော့အခုကအာဏာသိမ်းနေဆိုတဲ့ဥစ္စာကလည်းပဲအကြောင်းပြတာတော့မျိုးရှိမှာပေါ့သူတို့အာဏာသိမ်းတဲ့သူတွေအာဏာရှင်တွေကိုယ်တိုင်တွားမြင်လိုက်ရင်တော့သူဖြေတဲ့ဥစ္စာလည်းပဲဂျုံလို့လည်းမရဘူးဒါတိမှာကတော့ဘာကြောင့်အာဏာသိမ်းတယ်လဲဆိုတဲ့ဥစ္စာကတော့ဖျားပဲတိလိုက်နေဖြစ်တယ်ဒါသိမ်းတဲ့သူကတော့တိမှာပေါ့သို့တော့ကျွန်တော်တို့ကမသိနိုင်ဘူးလေဆရာသူပြောရင်လည်းပဲကျွန်တော်တို့ကလည်းပဲဂျုံလို့မရဘူးကျွန်တော်တို့ကလည်းပဲသူကြောင့်မင်းမတမာမှုကြောင့်ဘာကြောင့်ပြောနေပြီဆိုရင်လည်းပဲဒါဒီမှာပြောလို့လည်းမကောင်းဘူးဆိုတော့အာဏာသိမ်းတဲ့ဥစ္စာတွေဘာအကြောင်းပြချက်မှမရှိဘဲနဲ့တိတ်ချင်လို့တိတ်တယ်လို့ကျွန်တော်အဲ့လိုပဲမြင်နေတယ် Civil disobedience movement ဒီအဓိကတော့ရမရေးဝန်ထမ်းဖက်ကပညာရေးဖက်ကနဲ့ဝင်ပါလာကြတာဒီဟာကဘယ်လောက်ထိရောက်မလဲပေါ့နော်အာဏာရှင်ကိုတော်လှန်ပြီးဟဲ့ဆိုရင်တော့ဘာကအဓိကကြတယ်လေဆိုရင်တော့ပြည်သူလူထုကတော်လှန်မှာပဲဖြစ်မှာအဲ့တော့ CDM လှုပ်ရှားမှုကလည်းပဲဥပမာလူထုအာဏာဖီဆာမှုလှုပ်ရှားမှုပေါ့နော် CDM ရဲ့ long form ကတော့ Civil disobedience movement ပေါ့ဒီထဲမှာပြည်သူလို့ခေါ်တဲ့နေရာမှာဥပမာကျွန်တော်ပြည်သူတယောက်အနေနဲ့ကျွန်တော်ကပိုထိရောက်သလားဝန်ထမ်းတွေကပိုထိရောက်သလားဆိုရင်တော့ဝန်ထမ်းတွေလှုပ်ရှားမှုကကျွန်တော်လှုပ်ရှားမှုတဲ့ပိုထိရောက်တယ်ဘာဖြစ်လို့ဆိုရင်ကျွန်တော်ကတိုက်ရိုက်အဲ့ဒီအစွဲရန်တရားနဲ့ကျွန်တော်ပတ်သက်မှုမရှိဘူးကျွန်တော်ကနိုင်ငံကြီးတမားတက်ပဲဖြစ်တယ်သူတို့နဲ့မဆိုင်ဘူးပေါ့နော်ဝန်ထမ်းဆိုတဲ့ဥစ္စာကတော့
ဘသူအစိုးရနဲ့တက်အဲ့ဒီအစိုးရနဲ့ပဲအလုပ်အတူတကွလုပ်ရတာဆိုတော့သူတို့အာဏာရှင်နဲ့အတူတကွလုပ်နေဆိုရင်တော့ဘယ်လိုခံစားမလဲဆိုတာတော့သူတို့သိပါတယ်ပြည်သူရွေးကောက်တင်မြောက်တဲ့အစိုးရနဲ့အတူတူအလုပ်လုပ်နေဆိုရင်တော့ဘယ်လိုခံစားရတယ်လဲဆိုတာတော့ဝန်ထမ်းတွေသိနေထင်ပါတယ်အဲ့တော့အခုချိန်မျိုးမှာဆိုရင်တော့သူတို့ဘယ်လိုခံစားတယ်ဆိုတဲ့ဥစ္စာကတော့ကျွန်တော်ပြောချတာမလို့ပါဘူးအခုကလက်တွေ့နဲ့ဖြစ်လာတယ်အဲ့တော့သူတို့ကအဲ့ဒီလှုပ်ရှားမှုမှာသူတို့အတွက်မစင်စားပဲနဲ့အနာဂတ်ပြည်သူတွေကိုညဉ့်ညာပြီးတော့မှသူတို့ရဲ့ဘဝကိုစတေးပြီးတော့မှစန့်ကျင်ရဲတယ်ဆိုရင်တော့အဲ့ဒီဥစ္စာကတော့အထီရောက်ဆုံးပဲလို့ကျွန်တော်ပြောချင်ပါတယ်ဆရာဒီ CDM လှုပ်ရှားမှုမှာဒီဝန်ထမ်းဖက်ကလေသူတို့ကလေလစာနဲ့ပဲရက်တည်နေတဲ့သူဒီဖြစ်နေတော့ပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးတော့အလောက်ထောက်တာဒီအလောက်ဖြုတ်မှသူတို့တချို့တွေကတော့စိုးရင်ရတာပေါ့ CDM အတွက်အလှခံမယ်ဂုံရီပန့်ပူးမယ်ဆိုတာလေးတွေရှိတာပေါ့အဲ့ဒါရောတကယ်ဖြစ်နိုင်မလားပေါ့ဆရာကျွန်တော်ထင်တယ်အခုချိန်မျိုးမှာကြတော့ NLD ပါတီအကြောင်းလည်းကျွန်တော်မပြောချင်တော့ပါဘူး CNDP အကြောင်းလည်းမပြောချင်ဘူးကျန်းဖွက်အကြောင်းလည်းမပြောချင်ဘူးဒါပြည်သူနဲ့အာဏာရှင်တို့ကျွန်တော်တို့ထိတ်တိုက်ရင်ဆိုင်တဲ့အချိန်ဖြစ်နေအဲ့ဒါကြောင့်အလှပေါင်းစုံမင်းကဘာလူမျိုးခမရဘာအတင်းတော့မင်းကကျွန်တော်တို့ဘာသာမတူအဲ့ဒါမျိုးတွေဘာသာတွေအယောင်အသွေးတွေဘာလဲနောက်ပြီးတော့မှလုပ်ငန်းတွေမခွဲခြားပဲနဲ့အာဏာရှင်နဲ့ပြည်သူတွေထိတ်တိုက်ရင်ဆိုင်နေတဲ့အချိန်မှာကျွန်တော်တို့ဝန်ထမ်းတွေကိုဘယ်သူကပိုက်ဆံရှာပေးရမလဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ပြည်သူတွေကပဲကျွန်တော်တို့ကတော့အဆိုပြုပြီးတော့မှပြည်သူတွေကပဲလှုပ်ရှားမှာဖြစ်တယ်အဲ့တော့နိုင်ငံတကာမှာရောက်နေတဲ့သူတွေကလည်းပဲအများကြီးကူညီဖို့အတွက်လည်းစင်သစ်ဖြစ်မလို့ထင်တယ်အဲ့တော့သူတို့ဝန်ထမ်းတွေအနေနဲ့တော့ဆရာပြောတာမှန်တယ်ဘာဖြစ်လို့လဲဆိုရင်တော့သူတို့ကဝန်ထမ်းဆိုတာသူခင်ဗျားတို့ပါတယ်ဝန်စာအတွက်အလုပ်လုပ်ရတယ်ဆိုရင်မမှားပါဘူးတချို့ကတော့ပေါ့နော်တချို့ကတော့နိုင်ငံအကျိုးကိုတည်ဖို့ရှင်လို့ပဲထားဆောင်တဲ့သူတွေရှိနိုင်ပါတယ်အဲ့တော့မတူကြတဲ့အတွက်ဝန်ထမ်းဆိုတာလာစာကိုအဓိကဒီကိုပြီးတော့မှအလုပ်လုပ်တဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအပြင်လောကကနဲ့ခင်ဗျားတို့အဲ့လိုကူညီပါတိုက်တွန်းနေတဲ့ဥစ္စာတွေကလည်းပဲသူတို့အတွေ့လဲကျွန်တော်တို့ကနားလေပေးတယ်တောက်တော့ရည်စီကိုမြုံမှားပြီးတော့မှအလုပ်ကိုအတူတကွတန်းတူသဘောတူညီစွာဖြင့်ရဲရင်နဲ့သူတို့လှုပ်လာမယ်ဆိုရင်တော့ပြည်သူကလည်းသူတို့ရဲ့လာစာတွေဘာတွေညာတွေအားလုံးဘာလဲလိုအပ်ချက်တွေကိုဖြည့်ဆည်းပြရမှာပဲသူတို့ကပြည်သူရဲ့ဝန်ထမ်းဖြစ်တယ်ကျန်တဲ့အစိုးရဝန်ထမ်းမဟုတ်ပါဘူးအဲ့တော့ဒါမျိုးတွေကတော့ NLD ပါတီတစ်ခုတည်းပဲဥစွာမယ်ဆိုတဲ့ဥစ္စာလဲကျွန်တော်သဘောမတူနိုင်ဘူးအခုချိန်မှာ NLD အကြောင်းကျွန်တော်လုံးဝမပြောချင်ပါဘူးဘာလို့ဆိုရင်တော့ပြည်သူလူထုကတော့ဝန်ထမ်းတွေကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမှာတော့ကျွန်တော်တို့မှာတာဝန်ရှိတယ်အဲ့တော့ဝန်ထမ်းတွေကလည်းပဲစဉ်းစားပါအလုပ်တစ်ခုကိုကျွန်တော်တို့တော်လှန်ရေးလုပ်မြင်ဆိုရင်တော့လုပ်ရေးမှာပဲညီမှုမှာပဲနိုင်မှာတယောက်တစ်ပေါက်မလုပ်ဖို့ကျွန်တော်ကတော့မပါပါဘူးဆိုတဲ့ဥစ္စာပုံစံနဲ့မဟုတ်ပဲနဲ့ကျွန်တော်တို့တစ်သက်လုံးခံမဲ့ဥစ္စာကိုအခုချိန်မှာစဉ်းစားဆင်ခြင်ပြီးတော့မှဒီဥစ္စာကတော့ကျွန်တော်လှုပ်လိုက်မယ်ဟိတ်ဆိုပြီးတော့မှလှုပ်ရဲတယ်ဆိုရင်တော့ပြည်သူကသူတို့ကိုကျွန်တော်အနေနဲ့ပဲဖြစ်ဖြစ်ပြည်သူအားလုံးကိုလည်းစုံကြည့်တယ်သူတို့ကပစ်ထားမယ်မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အဲ့ဒီအစိုးရကအကြာကြီးလည်းရှိမှာမဟုတ်ပါဘူးကျွန်တော်တို့ပြည်သူကပဲသူတို့ကိုတောင်းပြန်ယူရမှာလေဆိုတဲ့ဥစ္စာကျွန်တော်သူတို့ကိုတိုက်တွန်းခြင်းတယ်အခုတလို့ရန်ကုန်အခြေအနေဖက်ရောဘယ်လိုလဲကိုယ်တိုင်ပါဝင်နေတဲ့နေရာဖြစ်တဲ့အတွက်ရန်ကုန်ကတော့တည်တဲ့တိုင်းပဲကျွန်တော်တို့ဒီကုန်းတက်တူဝင်းကနေကျွန်တော်တို့စတယ်ပြီးမှထေရာစတယ်ပြီးမှတဲ့အထွေထွေတပိတ်ဖြစ်နေတဲ့ချိန်ကြတော့ကျွန်တော်တို့စနေနေ့ကနေအဓိကကြတော့စတာပေါ့နော်မြောက်ကုန်းကလည်းကျွန်တော်တို့ခြိတဲ့ချိန်မှာရဲတွေကတော့ပထမဦးဆုံးအချိန်ဖြစ်ပေါ့နော်အဲ့ဒီနေ့ကတော့တားတာကိုကျွန်တော်တို့ခံရတယ်ရဲတွေကကျွန်တော်တို့ကိုတားတယ်လူတို့ကိုကျွန်တော်တို့တားပြီးတော့မှကျွန်တော်တို့ကပြောလဲဆိုရင်တော့တောင်းပန်တာပေါ့နော်တောင်းပန်တယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ငင်းချမ်းစွာဆန္ဒပြရမှာဖြစ်တဲ့အတွက်ပြည်သူရဲဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကိုနားလေပေးပါဆိုပြီးတော့မှကျွန်တော်တို့ကနေပြီးတော့မှစစ်ကြောင်းဆန္ဒပြတဲ့ကျွန်တော်တို့တွေကနေပြီးတော့မှပြည်သူရဲဆိုပြီးတော့မှကျွန်တော်တို့ပြောတဲ့ခါကျသူတို့ကလည်းပဲလမ်းဖွင့်ပေးတယ်ဆိုတော့အခုချိန်ထိကတော့ရန်ကုန်မှာအေးစစ်ဖြစ်နေတယ်မနေ့တနေ့ကပဲခေတ္တမှာနည်းနည်းလာတားတာဒီနေ့ညနေအချိန်ထိတော့ခုချိန်ထိတော့အေးစစ်ပါပဲရန်ကုန်ကတော့ပေါ့နော်ဆိုတော့ကျန်တဲ့တိုင်းနေပြည်နယ်တွေကတော့ဆရာတို့ကလည်း internet line ရှိနေတဲ့အတွက် Facebook မရှိရင်တောင်မှခက်တုံးဒီပညာတွေပဲအားလုံးတည်နေထင်ပါတယ်ဒါတော့ CCO ပဲကျွန်တော်မပြောရှင်းပါဘူးကျွန်တော်တို့ရေးဒီကို
ကျွန်တော်တို့ရဲ့ရာတူတွေနဲ့ကျွန်တော်တို့သဘောမထားပါဘူးကျွန်တော်တို့ရဲ့ပြည်သူရေးလို့သဘောထားတဲ့အတွက်လူတွေရတယ်ပဲဆောင်းတယ်နောက်ပြီးတော့မှစီကတကြနဲ့ဒီတစ်ခါဆန္ဒပြတာကတော့တကယ်စီးစနစ်လက်ကြတယ်လို့စီကလည်းတို့ရှိတယ်ဒါကရည်ချင်းတော့ကလို့ထက်အခုကတော့ပို့ပြီးတော့စီးစနစ်ကြတယ်လို့ဘယ်တော့မှနေရာဒီမှာဖားတယ်ဘောလုံးကပြီးတော့မှဒိုင်လူကြီးရှိတယ်လို့ပဲအဖားမခံနိုင်ဘူးလို့လုပ်ပြတယ်ဘာလို့ဆိုတော့လုပ်ပြတစ်ချက်အဖားခံလိုက်ရင်ကျွန်တော်တို့ကအခွင့်ကောင်းယူပြီးတော့မှခွင့်ခံမှာကိုလည်းကျွန်တော်တို့ကအလုပ်မခံနိုင်ဘူးအဲ့တော့ကျွန်တော်တို့လည်းအဖားမခံဘူးဆက်လက်ပြီးတော့မှကျွန်တော်တို့စီကတကြနဲ့ချစ်တဲ့နေတာကိုကျွန်တော်တို့ဒီလိုလေးပြောပြချင်ချင်မှာကတော့ဒီစစ်တပ်ကအာဏာသိမ်းတဲ့ပုံမှာကျွန်တော်တို့ဒီ NLD ကိစ္စလည်းမဟုတ်ဘူးကြံ့ခိုင်ရေးကိစ္စလည်းမဟုတ်ဘူးတပီလုံးရဲ့ကိစ္စလို့ကျွန်တော်တို့အားလုံးယူဆတာပေါ့နော်အဲ့လိုလေးလှုပ်ရှားကြတယ်ဆိုတော့ဒီချားမှာလေဒီကြံ့ခိုင်ရေးနဲ့ပါတီ22ဖွဲ့ကနေ statement ထုတ်တာဒီပြီးရင်ခုတက်နဲ့ပူပေါင်းပြီးတော့ကောင်စီနေရာမှာနေရာယူတဲ့ကျွန်တော်ချင်းကလေးပါတာပေါ့နော်ဒီအချင်းကြီးရောအဲ့လိုဘလို့တုံးတက်လဲဆရာနေနဲ့ကျွန်တော်အာနာမစပ်အာနာစတာပြောရမယ်ဆိုရင်တော့ဒါမျိုးတွေကတော့မြန်မာပြည်မှာဖြစ်လက်ဖြစ်ထားရှိပါတယ်လို့ကျွန်တော်ထမောက်ဆုံးပြောချင်တယ်ဆိုတော့လူကောင်းတွေကတော့ပြည်သူကိုစာနာမှုရှိတဲ့သူတွေနော်လူတွေအဲ့ဒီလူတွေကတော့အဲ့လိုမျိုးအာနာရှင်တွေရဲ့သူတို့ဖိတ်ခေါ်တဲ့ဥစ္စာတွေနောက်ပြီးတော့မှမျက်လုံးပြဲတဲ့ဥစ္စာတွေမှာကျွန်တော်တို့ကမရှိကြပါဘူးတော့အခုချိန်မှာကျွန်တော်ပါတဲ့သူတွေကတော့ဥပမာသူတို့နာမည်ကတော့ပြောမယ်ဆိုရင်တော့မကောင်းပါဘူးเนาะအလုံးတိမှာပါဆိုတော့အဲ့ဒီလက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာဝင်ပါနေတဲ့သူတွေကဘယ်သူတွေလဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်တော့ပြောစရာမလိုပါဘူးတော်တော်များများတော့သိတယ်ဥပမာပထမချိန်မှာသူတို့ကပြည်သူ့ဘက်မှာပါတယ်လို့နဲ့ခေရန်ကြတော့ငကိုကလေးကအခွင့်အရေးကိုရှာခဲ့ကြလို့ပဲသိချင်ဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်အရင်တော့ကပြောပြီးသားလေဆရာကျွန်တော်တို့ NLD မှာလည်းပဲပြောပြီးသားဒါပေါင်းညာစားတွေရှိတယ်နော်လို့ကျွန်တော်ပြောတယ်အဲ့ဒီမတိုင်ချင်းကလေးကဘယ်အဖွဲ့စီမှာပဲနေပါစေ KAU မှာပဲဖြစ်ဖြစ် KS မှာပဲဖြစ် NLD မှာပဲဖြစ်ဖြစ် CNLD မှာပဲဖြစ်ဖြစ်အဲ့ဒီအခွင့်အရေးသမားတွေကတော့အရေးအကြောင်းကြုံလာရင်တော့ပြည်သူတွေကိုကြောခိုင်းပြီးတော့မှကိုယ့်ရဲ့ဥစ္စာကိုပဲသူတို့စဉ်းစားပြီးတော့မှတွားနေကြဆိုတဲ့ဥစ္စာကတော့မထူးဆန်းပါဘူးလို့ကျွန်တော်ပြောပါတယ်တော့ပြည်သူဖက်မှာဇက်တီတဲ့တကယ်နိုင်ငံရေးသမားတွေကိုကျိုးစွန့်သမားတွေကတော့ဘယ်လောက်ပဲကာလခံရပါစေသူတို့ကတော့မှအဲ့ဒီမှာပါဝင်မှာမဟုတ်ပါဘူးဒီကချင်နဲ့ကရဖက်ဆိုရင်တော့သူတို့ရဲ့ဝန်ကြီး6ကူစားပေါ့နော်သက်ဆိုင်ရာဝန်ကြီးဒီကနေပြီးတော့ဒီတပ်ပစ်ကနေအာနာသိမ့်တဲ့ February 1ရက်ကနေနောက်ထပ်အစိုးရမတက်ပြန်မလောက်မချင်းပေါ့နော်ရုံးမတက်ရဆိုတာဒီထုတ်ပြန်ချက်လေးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ချင်းပြည်နယ်အစိုးရဖက်မှာတော့ဒါလေးတွေမတွေ့ရသေးဘူးပေါ့နော်ဝန်ကြီးချုပ်ကတော့အိမ်မှာရှိနေပြီပေါ့နော်ဝန်ကြီးတွေကလည်းတချို့ဝန်ကြီးတွေကလည်းအိမ်မှာရှိနေပြီဆိုတော့ဒီကိစ္စပေါ်မှာရောချင်းပြည်နယ်အစိုးရဖက်ရောလွှတ်တော်ဖက်ကရောဘာလုပ်တင်တယ်လို့ယူဆလဲဗာများပြောချင်တာများရှိမလဲကျွန်တော်တို့ကိုကလေးကပြောထားတယ်ဟိုတုန်းကတတိယမြင့်ထင်တယ်နိုင်ငံရေးသမားတွေကိုနိုင်ငံရေးရာထုမှမခန့်တော့အဲ့လိုမျိုးအရေးကြုံလာတဲ့ချိန်မှာကျွန်တော်တို့ကခံရပြီပေါ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဘာဖြစ်လို့နိုင်ငံရေးလုပ်ရတယ်လဲဆိုရင်တော့တန်ခါရေးခင်းကလေးကဒီလိုမျိုးဖြစ်လာနိုင်သေးတယ်နော်ဆိုတဲ့ဥစ္စာတိလို့အတွက်အခုချိန်ဒီနိုင်ငံရေးလုပ်နေတာဆိုတော့နိုင်ငံရေးသမားဖြစ်မယ်ဆိုရင်တော့အခုချိန်မျိုးမှာဒီတူလိုလားတဲ့ဥစ္စာကိုမအကောင့်ထဲပေါ်ပြရမှာအဲ့ဒါအကောင့်ထဲမပေါ်ဘဲနဲ့ဘယ်ရောက်သွားမှလည်းမသိဘူးဆိုတော့အဲ့ဒီနေရာမှာကျွန်တော်ပြောချင်တယ်ဘသူကဘသူဆိုတဲ့ဥစ္စာဒီအချိန်မှာအကုန်လုံးပြည်သူလူထုကတော့ခွဲခြားသိမြင်နိုင်ပြီလို့ကျွန်တော်ယုံကြည်တယ်။ကြေရန်ကြတော့ချင်းပြည်နယ်အစိုးရကဝန်ကြီးချုပ်ရှိနေတယ်။ဝန်ကြီးချုပ်ရှိနေတယ်ဆိုရင်တော့သူကကြေညာချက်ထုတ်ပြမှာ။အခုချိန်ထိကျွန်တော်ကတော့အစိုးရတက်တာကမပြီးသေးတဲ့အတွက်သူတို့စီမှာကျွန်တော်တို့ရဲ့မြင်ပေးထားတဲ့ mandate တော့ရှိနေသေးတယ်လို့ကျွန်တော်ကမြင်တယ်။ဆိုတော့သူတို့ကထုတ်ပိုင်ခွင့်ရှိတယ်။အာဏာတရားမတရားဘူးလားဆိုတာဒါတက္ကန္တနိုင်ငံရေးမှာဖြစ်ပြီးဆိုရင်တော့ထုတ်ပြမှာ။ဝန်ထမ်းဒီလစာတွေကိုအဲ့အစိုးရတက်မချင်းကျွန်တော်တို့ကတာဝန်ယူပေးမယ်ဆိုတော့စာထုတ်ရမှာသူကလာစာပေးမှာမဟုတ်ဘူးကျွန်တော်ပြည်သူတွေကပေးရမှာအဲ့လောက်တဲ့တော့လုံတင်တယ်ဆိုတော့အခုက
ဝန်ကြီးတွေကကျွန်တော်သိရတာတော့ဥဆိုဘွေးတို့ဟိုဟာဗါလဲဟိုဥဆိုထက်တို့ကြတော့ဟိုထိမ့်သိမ်းခံနေရတယ်ထင်တယ်မထုတ်နိုင်ဘူးလေတူတယ်ကျန်တဲ့လူတွေကတော့လွတ်လပ်နဲ့နေကြတယ်ထင်တယ်အဲ့တော့ဘာလို့နေမှလည်းမသိအဲ့တော့နောက်မှဆိုချင်းပြည်သူတွေကလည်းပဲသဘောပေါက်တော့လို့လူရွေးမမှားနေတော့လို့အဲ့ဒါနိုင်ငံကြီးဆိုတာဟိုဗါလဲမနေ့ပြန်ဘောလုံးသွားတယ်ဆိုတာမရဘူးခံယူချက်ရှိမှအဲ့ဒီအာနာရှင်ကိုစန့်ကျင်ခဲ့ဘူးမှာပဲနိုင်ငံကြီးဆိုတာသဘောပေါက်မယ်တို့တော့ဝင်ပြိုင်တာတို့ဘာတို့ကတော့မဟုတ်သေးပါဘူးခါလေကြတော့ကျွန်တော်နာမည်တော့မပြောချင်ဘူးပေါ့နော်ချင်းပြည်နယ်မှာရှိ LED လွှတ်တော်အမတွေကလည်းအခုချိန်ဒီလွှတ်တော်မခေါ်လွှတ်တော်ခေါ်ပေါ့ကျွန်တော်တို့ပေးလိုက်ပြီလေခေါ်ပြီးတော့မှသူတို့က list ရှိတယ်အဲ့တော့ကျွန်တော်တို့ကပေးထားတယ်လေကိုပေးပြည်သူလူထုပေးထားတဲ့ဥစ္စာကအတုံးချပေါ့ဘယ်ရောက်မှလည်းပြည်နယ်လွှတ်တော်တွေကလည်းဘယ်ကြောက်တော့မှလည်းမသိနော်ပြည်တော်စုလွှတ်တော်ကြတော့ဟိုစက်တစားချင်းဆိုလိုက်တချို့ကတော့ပြည်သူတွေနဲ့မနေချင်ဘူးတိကျပဲနေချင်ကြလားမသိဘူးနိုင်ငံကြီးဆိုတာနောက်မှာမှတ်ထားကြပါအရေးအကြောင်းကြုံတဲ့အချိန်မှပဲပြည်သူဖက်ကကာကွယ်ပါပွဲဒီပါတွေလုပ်တဲ့အချိန်မှကျတော့အဓိကမဟုတ်ဘူးလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကတော့အခုတော့လူထုတွေကတော့သဘောပေါက်လောက်ပြီထင်ပြည်သူဖက်မှာကြားချင်တာတွေပြီးရင်တပ်ဖက်ကိုလေးပြောချင်တာတွေမှာချင်တာလေးတွေရှိရင်တော့နောက်ဆုံးနေနဲ့ပြောပြပါဦးဟုတ်ကဲ့နည်းနည်းစီကိုဝေးပြရမျိုးဆိုရင်တော့ဟိုတပ်မတော်ကိုကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကစန့်ကျင်နေတဲ့ဥစ္စာကတော့အာဏာရှင်တွေကိုစန့်ကျင်နေတယ်တပ်မတော်ကိုလုံးဝမစန့်ကျင်ဘူးလို့ကျွန်တော်ပြောချင်တယ်ဆိုတော့တပ်မတော်တွေကလည်းပဲတနေ့နဲ့တစ်ချိန်ကြတော့သူတို့သဘောပေါက်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ပြီးတော့အခါမှာကျွန်တော်တို့တော်လှန်ကြီးဒီငင်းချမ်းနဲ့ပဲအနူးနီးနေပဲကျွန်တော်တို့တော်လှန်နေရမှာဖြစ်တယ်အဲ့ဒါတပ်မတော်ဖက်ကိုကျွန်တော်ပြောချင်တယ်ပြီးရင်ပြည်သူလူထုဖက်ကိုလည်းပဲကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့အဓိကအခုချိန်မျိုးမှာဘာသာရေးဆရာတွေကိုကျွန်တော်ပြောချင်တယ်အဲ့ဒီအခြေအနေကကျွန်တော်ဟိုတစ်ခါပြောတဲ့အတိုင်းပဲဘာဖြစ်လို့ပြောနေရတယ်လဲဆိုတော့သူတို့ကဖျားအလုပ်ကိုလုပ်တယ်လို့သူတို့ပြောတယ်အဲ့တော့အခုချိန်မျိုးမှာပါတီဒီဘာတွေအဖွဲ့တွေဘာတွေမဆိုင်ဘူးပြည်သူနဲ့အာဏာရှင်နဲ့ထိတ်တိုက်ရင်ဆိုင်တဲ့အချိန်မှာကျန်းစာမှာရှိတဲ့အတိုင်းပဲမတရားသောသူတို့ဤတိုက်တွန်းချက်တို့မလိုက်လူဆိုးတို့ဤလာနိုင်မရမနေမထီမဲ့မြည်ပြုသောအစီအဝဲနိုင်မထိုင်းဆိုတဲ့ဥစ္စာဆာလာကျန်တိကနေဆာလာကျခန်းကြီးတိကနေအငြိတိကနေဖတ်လိုက်ရင်တော့အကုန်လုံးရှင်းရှင်းလင်းလင်းတွေ့ရတယ်အဲ့တော့ဘယ်ဖက်ကိုလိုက်ရမှာလဲအဲ့ဒါသူတို့လူစီမှာတောင်းရှိတယ်အဲ့တော့ကျွန်တော်တို့ကတော့စုပြတောင်းရမယ်ဆိုရင်လည်းပဲဒါတမျိုးပေါ့တော့ဇာကုတ်မှာရှင်ဇာကုတ်မှာပြောတဲ့ဥစ္စာကတော့အလုံးမပါတော့ဇုံကြည်ချင်းနေတဲ့အတေဖြစ်တယ်တဲ့အဲ့ဒီဥစ္စာကောင်းကြည့်မှုတရားတဲ့ကိစ္စနဲ့မဆိုင်ဘူးလောကမှာကိုယ်ဇုံကြည်ရာဥစ္စာလုပ်တဲ့အချိန်မှာဇုံကြည်ပါတယ်ဆိုမှအဲ့လိုမဖြစ်ဘူးဇုံကြည်တယ်ဆိုရင်တော့ဘာလုပ်ရမလဲဆိုလို့ကျွန်တော်တို့စဉ်းစားပါဒါကျွန်တော်တို့ကဘာသာရေးသမားတွေဖြစ်လို့ဘာတွေကမတင်တော့အဲ့ဒါမဟုတ်ပါဘူးဒါကိုယ့်ရဲ့အတင်းသူတင်းသားတွေနစ်နာနေပြီဟဲ့ဆိုရင်တော့ဒီတိုင်းပဲငုတ်ကြည့်နေမှာလားဆိုလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ရန်ကုန်မှာတော့ကျွန်တော်တော်တော်များများဟိုတိတ်ခါတော့ရည်နောက်ပြီးတော့မှပါစတာတွေအများကြီးပြည်သူတွေနဲ့ပူးပေါင်းပြီးတော့မှ CDM civil disobedience movement မှာအများကြီးပါလာတော့ကျွန်တော်တွေ့ရလို့အယောင်ဝမ်းတာတယ်အဲ့တော့သူတို့အလုပ်ပါအဲ့ဒီဥစ္စာကတော့အဲ့တော့စဉ်းစားပြီးတော့မှခုချိန်မှာဆိုရင်တော့နောက်မှာအာနာတေဆိုရကနေပြီးတော့မှတဲ့ထမင်းစားဖိတ်တာတော့ရှိလိမ့်မယ်ဘလာဘာဆိုတဲ့ဥစ္စာလည်းရှိလိမ့်မယ်အဲ့ဒီနေမှာမတွားဖို့အသိရှိရှိအဲ့တော့မတရားသောသူတို့နဲ့မပေါင်းရဘူးဆိုတဲ့ဥစ္စာကိုဘာသာကြီးအနေနဲ့လည်းကျွန်တော်ပြောချင်တယ်လူမှုရေးဆိုတာကေရာကြောင့်အစ်စ်မှမဟုတ်ဘူးဆိုတာဒီညပြောချင်တယ်လူမှုရေးမလုပ်ပါနဲ့လူမှုရေးလုပ်အဲ့ဒီမျိုးအချိန်မှာလူမှုရေးလုပ်မရဘူးလူမှုရေးဆိုတာအမှန်တရားမဟုတ်ဘူးတော့အမှန်တရားဆိုတာလက်တွေ့ကိုအကောင်းတယ်ဆိုတော့ကောင်းတယ်ပေါ့မကောင်းဆိုကောင်းပေါ့ဆိုးတယ်ဆိုဆိုးတယ်ပေါ့မကောင်းပါတယ်ဒါပေမဲ့ဆိုတာလည်းမကောင်းဘူးဒါပေမဲ့ဆိုတော့ခုကမဟုတ်ပါဘူးဥပဒေရင်းကြီးဆက်တော့ဒါတွေဥစ္စာတွေကျွန်တော်တို့ကိုပြည်သူလူထုကိုအာဏာသိမ်းတယ်ကျွန်တော်တို့ပြန်သိမ်းရမှာအဲ့ဒီဥစ္စာအဲ့တော့ကိုကတင်းသူတင်းသားတွေဖက်မှာပါမှာလားကြားနေအနေနဲ့နေမှာလားဟောဖက်တဲ့ကူးမှာလားအဲ့ဒါတော့ဟိုဘာသာရေးကောင်းဆောင်တွေဆုံးဖြတ်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောအခုလိုဒီ Chillan Post ကိုအချင်းပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ဆရာ